ဘာသာရီလဲလို့မေးပါနဲ့အေးဘာသာရီလဲလို့မေးပါနဲ့အေးသူ့အမေကိုသူ့မကနာလို့ခေါ်တော့ကလာနဲ့ထည့်လိုက်တယ်3000ရတယ်လက်ဖက်ရည်တောက်မင်းမဟုတ်ပါတဲ့ကွယ်စလိုက်ပါတောက်မင်းငါကူငတ်တယ်နောက်နဲ့ပါစားဖတ်မှုဟင်ဘောမင်းနဲ့ရေးထားလားဝမ်းမနေရတာဘောကဘာသာလဲဘာဒွိဟောချောင်းရင်ကဝိုင်းနေတော့ဒွိမှလို့ပေါ့ဟုတ်ရဒွိညဆွဲနေဆွဲအားတဲ့အချိန်ဆွဲမကွာမင်းတို့မှလည်းညဘက်အဆွဲခံရတယ်အော်ကိုလုံးရှင်းဟိုကောင်းမပါဘူးလားချစ်စနုနဲ့ခေါ်လိုက်တာကိုလုံးရှင်းဩကိုလုံးကရှင်းမဘူးညောက်လို့ပြောလိုက်ကြတိရစ္ဆာန်မျိုးရောဆင်းတက်လာကိုလုံးရှင်းနဲ့ဖြစ်နေရင်နဲ့မိတ်လိုက်ပါမိတ်ဆက်ပါဘယ်လိုမိတ်လိုက်ရဟုတ်မိတ်ဆက်နှစ်ပါးသွားမှာတဲ့တပုတ်ပုတ်ဆိုပါတဲ့တပုတ်ပုတ်ဆိုပါဟုတ်အင်းတပုတ်ပုတ်ဆိုပေးပါတဲ့တက်မီတို့သမီးတို့ဟုတ်သမီးတို့ရေးလိုက်တာနော်တဲ့မှတ်မိမယ်မထင်ဘူးတဲ့ရှင်နာမှာတဲ့ဖြာအချက်600ကျော်ကဟိုလမ်းထဲမှာရောက်အရင်ဟောင်းကိုထည့်ရေးထားတာအေးနဲ့ကိုလွမ်းမိုးရဲ့တဲ့ကြောက်ငွေတဲ့နေကြောက်တဲ့ငွေမင်းကိုထောက်ရတာထိတ်ချင်းရင်ဘယ်နဲ့စနေထိုးနှင်းပြောက်တဲ့နေတဲ့ချင်းလေးကိုတီးဆိုပေးပါရန်မတ်တက်ရက်ခံပါလေရစ်တာရက်ခံပါလေဆိုပေးရင်စုတော်ငွေကိုတော့ရပြီရလာမယ့်နှစ်ဒီချိန်မှယူပါရချင်းရတယ်နီးနီးလေးနော်လိမ့်စာရေးပေးလိုက်တယ်နော်ပြောစမ်းကစွန်းရွက်နဲ့ပေါက်ပေါက်ဆိုငါတရိတ်ဆိုင်ရဟုတ်ပြောလုံးတော့တာစိတ်မဆိုးနဲ့ဟိနာမည်လေးမမိအောင်ငွေဝေးကြီးမလားမပွေးကြီးကမလို့မပွေးကြီးဆိုပေးလိုက်တောင်းဆိုတယ်ဆိုတော့နေထုတ်လှမ်းပါချက်သွားတော့ဗောဗျာပိဋကတောင်းဆိုတာဟုတ်ကဲ့အဲ့ဒါကိုဒီလုံးကကျွန်တော်မစိုးဗျာဆိုလဲပိဋကမာနာကြီးတယ်ဆိုထင်အောင်ပဲဒါသာသိစော်လင်းတညာလို့အဲ့ကန်တီးထားတာပင်မလို့ညီလေးနာတော့ကိုစားရှိလဲပင်မလဲနာနော်တားရင်နိုင်ရင်တားလာကြပါတားပို့ပေးစမ်းဘယ်တင်နိုင်လဲရေဝေးလေဟုတ်လေထိမင်းသွားကွာထိမင်းကအကြာကြီးစီးရတယ်ကားဒီလိုမလားသေတာတော့ကားကိုကြာကြီးစီးတော့ဝဲချောင်းလေဟုတ်ကားကူပါလို့ဟလာပဲ3000လောက်ပေါ့နော်ဟုတ်လေစီးဝါးလေးလိုက်တီးလေးဟောရပါတယ်ဒါဖြစ်ပါတယ်တော်တော်ကြီးလားမရှိတော့ဝိုင်းပဲချိန်ကြတော့ကွာဟုတ်ပါဒီမလေးကအမဝါးလေးနဲ့တီးအတန်ကြီးပြီးတော့ကောင်းတော့ရတယ်ကိုကဝါတန်တော့ရှေ့ကကိုကစောင်းဆိုရမယ်နော်စောင်းဆိုသွားမယ်ဆိုရင် तू ကဒါနေလှမ်းလိုက်ရင် तू 6သွားဟုတ်တယ်အတော့ခေါင်းတွေပါဆိုနေရှေ့ကစောင်းပြီးတော့ဆိုရမှာရှေ့လေအဲ့ဒါလေးအဲ့အတန်လေးရပြီရတယ်ရတယ်တော့ဆိုတီးဟုတ်ပြီခုချိန်မှသာပြီးမကောင်းဆိုးဘွားတောထုတ်ပါပြီဘယ်လိုဟာတောထုတ်တယ်ဟုတ်ပြီဒါပေကဲပိတ်တကြီးတောင်းတာတဲ့ချင်းလေးကိုဒါဂျူမုံဆိုပြပါမယ်ယူပြီးမုံနေလားဘာရုံစရာကြီးလဲရုံစရာကြီးဆိုရင်လက်ကြီးရေးစေးတယ်ဟုတ်ပါစေနောက်တစ်ပုတ်မစိုးပါနဲ့ဒီတစ်ပုတ်ကိုဝင်းနေမကြီးကွင်းအသက်လိုက်ကြည့်ပြီးမရှိအောင်နေဝင်းမမသိနှင်းမမသိနေရင်ဝင်းရောက်ယူစွာသူစွာတဲ့ဝီပလဲနုတို့စုကပြန်လို့အစ်စောဖို့ဆိုဟာဘာဖြစ်လဲဝါလာမကြလို့ဟုတ်လားပြောလို့တာရင်ဖို့ချင်နိုင်ပိတ်တက်ကလေးဝါလာမကြလို့တဲ့မင်းသားလေးဝါကိုကြဲကြဲလေးသိလားအေးဟုတ်ပြီကြဲကြဲတီးပေးမယ်နေ
我要比如说都说的人，对，为不来路路，苏阿边路，一说破说呀，我怎么家的？哎，大姨，我背在哪里？我怎么家的？这家里来了。哎，苏阳条路哎，我背么？苏阳，苏，好不好？娘，我要比如说都说的人，对，为不来路路，苏阿边路，来三说啊，我怎么家的？哪里？没有啊，谁把那把地把我？我怎么家的？背着个标的，背着个标的。မကြောက်ကြကြလေးကြည့်ပါကွာအေးနော်ဟုတ်ပြီတားလေးကြောက်ကြအားရပါတီနော်အေးလိမ္မာလိုက်တာဗျာကြကြလေးတီးပေးမယ်တဲ့ပိသိမကြားမှာဆိုလို့ဟိုအနောက်ကလူတွေကြားပဲအကုန်ကြားရအောင်မင်းသားလေးဖိုးချစ်နိုင်ကစီဝါလေးတီးပေးမယ်တားလေးတို့ခိုင်းနော်ရပြီအေးနေငွေရပြီဆိုတာသူစားတဲ့ဝေးငွေပလဲလူတို့ဟင်မကြောက်လားဟိုတော့ကြတာမကြောက်ဘူးလားဟင်ဘာပြောနေမကြောက်ဘူးလားဘိုးတော့လည်းကြိုက်ရောက်တယ်ဟိုမိသားစုကဘယ်နှစ်ယောက်တော့မှမသိဘူးဟိုကြောက်တီးပေးမှာတော့တိုင်းကြဲကြဲလေးတီးပေးပါနော်ကြဲကြဲလေးလဲငွေအောင်ယူစားသူစားတဲ့တွေ့အဲ့ဒါကြတော့အမလက်ခုတွေတီးတာဘယ်လိုက်တာဆက်ဆိုကြားတယ်နေငွေအောင်ယူစားသူစားတဲ့ဒီမြောင်းသက်ပြောင်းလို့လက်ဆက်ဆိုပြဲနေလေဝါကြဖေမယာဟာရဲ့ကျွဲပြမောခကျွဲဟာကြအမေအတန်တိတ်တော်ရိုက်တယ်ငွေဦးရပြီနေလေပြပြီလေပိတ်ကြီးကြားလားမကြားဘူးလား ကြားငါဘာကြီးတွေစိုးနေကြတာတရားရတာသိတော့မကြောက်ဘူးသေပါရသေပါမယ်ဟမ်ဟောအဲ့ဒါဘယ်လိုမလုပ်နဲ့ဦးနေချောရေလောက်ပါမတော်ကိုဒီလုံးခလေးတော့မလုပ်ပါနဲ့ခလေးတော့မလုပ်ပါနဲ့ကျွန်တော်တောင်းပါနေဗျာခလေးတော့မလုပ်ပါနဲ့ဗျာကိုဒီလုံးမလုပ်ပါနဲ့ဗျာခလေးတော့မလုပ်ပါနဲ့ကျွန်တော်တောင်းပါနေဗျာခလေးတော့မလုပ်ပါနဲ့ကျွန်တော်တောင်းပါနဲ့မလုပ်ပါနဲ့ဗျာမင်းဘာကိုဒီလုံးမရိုင်းတာကွာမင်းတောင်းမှခိုင်းကွာဘယ်လိုဖြစ်သွားငါကောင်းကွာခွက်နဲ့ချဟင်တခွက်နဲ့ချတာဟုတ်လားအေးဘာနဲ့ချဟောဘယ်လန်းနဲ့လင်ပန်းနဲ့အေးလင်ပန်းနဲ့မင်းမေးဘယ်လန်းနဲ့တာထိုင်းနဲ့လားအေးမင်းတွက်ကြည့်ကွာလင်ပန်းတော့မှပိန်နေဆိုရင်ငါကောင်းပဲကြည့်ငါအုံနောက်ဟပ်ပွားဖြစ်သွားပြီစိတ်ပညာအထူးခုစိတ်ကိုကိုကတော့ဟုတ်တော့လည်းဟုတ်တာပဲပြန်ဝယ်ပေးမယ်တဲ့ခိုင်းရိုက်ဆိုတဲ့သဘောရှိတယ်တွေ့လားရွာလာကြီးတာတခါတည်းပို့လိုက်တော့နော်တားရိုက်မိသွားနော်တစ်ဖွဲ့လုံးသူအကြီးဆုံးငါကြီးတာမင်းအမေမသိသေးနဲ့ငါအမေသိချင်းဖြတ်ဆိုင်မှာတောင်းမှလိုက်ဦးဒီလုံးခမညာကန်ဒီကိုပို့မယ်ကန်ဒီကိုကန်ဒီပို့အောင်ငါခလေးမိုးရအောင်ပါလားဦးကြီးလုံးရလဲဗျာဟိုတားကလေးဦးကလူကြီးလေလူကြီးနဲ့ကလေးအဲ့လိုပြဿနာဖြစ်နေမှာဦးကြီးလုံးလူကြီးကဖြစ်ပြီးတော့ကလေးတွေနဲ့ခံပြီးတော့ချလိုက်ပါဟာလားသားကြီးရင်လာလူလေးရှူဆော့မလားနိုးသေးကောင်းကြီးပဲကောင်းပါလားဦးဒီလုံး